Hello. မမစားလေးဖတ်ပြမယ်နော်မမရေတဲ့ညီမလေးကခိုးမပြောက်လို့ရှိလို့တဲ့အကြံလေးပြလိုက်ပါရဲ့မရေအကြံလေးပြလိုက်ပါရဲ့မရဲ့ဟုတ်လားမမရဲ့တက်နေတဲ့မမကတဲ့တရားအထုတ်ရမယ့်အရွယ်ရောက်ပါပြီတဲ့ဟုတ်လားဒါကြောင့်မို့နော်မမအတွက်ပေါ့နော်ဒီမှာသင်္ကန်းလေးနဲ့စုံရဲမထုတ်လိုက်ပါအောင်နော်သင်္ကန်းလေးရေဟုတ်သင်္ကန်းလေးမထုတ်လိုက်ပါတော့ပါထုတ်လိုက်ပါနော်သင်္ကန်းလေးကနှစ်စုံဒါကြတော့အမပေါ့နော်ဟိုပါပေါ့ဒီလိုက်ရှင်လို့ရှင်ခွက်လို့နေဘူးလဲပါလို့ရှင်ဖက်လေးစီးရအောင်နော်ဖက်လေးရယ်ဒါကြတော့ဝတ္ထုလေးပါဟိုပြင်ရအောင်ခွက်ကလေးရယ်ဒါလည်းယောဂီလေးပဲပေါ့နော်ယောဂီလေးဟုတ်တယ်မသိလားရော့ဒါနောက်ဆုံးလက်ဆောင်မသိလားပျော်စရာကြီးတောင်းတယ်နေရမဒါဒီလိုမျိုးပန်းစီရလीနောက်ဆိုရင်ဒီမျိုးတောင်းတဲ့ပန်းစီလေးကိုလည်းလုံးဝမြင်ရတော့မဟုတ်ဘူးတဲ့ဒါနောက်ဆုံးပန်းစီလေးတဲ့နောက်ဆိုလို့ရှင်မပေါ့နော်ဒီလိုက်ရှင်လို့ရှင်150ရန်100ရန်200ရန်နေပဲမမြင်ရတော့မှာပေါ့နော်အဲ့တော့လည်းနောက်ဆုံးလက်ဆောင်လေးလေးပေးလိုက်တာပါတဲ့